အလူပေးခြင်းရင်မစားနိုင်တဲ့လူကိုတွေးဘဝနိုင်တဲ့လူကိုပေးမျိုးတွေကစားနိုင်တဲ့လူတွေခေါ်ပြီးအလကားလောကမလုံးနဲ့အကုသိုလ်ကြီးပဲရှင်းလားစားတဲ့လူကဝေပါဦးမှာသူက6ကငန်းတာအရင်လူကကောင်းတယ်နောက်လူကမကောင်းဘူးနဲ့ရှုပ်ရှက်ကန်ဘုံမှာစားနိုင်တဲ့လူတွေကြွေးစားမှာမလို့အလူရက်ကိုတွေ့မှာသူတို့ကဒီတလုတ်ကိုရဖို့လွယ်တာမဟုတ်ဘူးရှင်းလားဗမာတွေမလူတတ်လို့မွဲနေတာရှင်းလားဒီမှာမိဘပဲကူညီဆောင်ရှောက်ရေးမရှိစင်းရတာထောက်ပံ့ရေးများဘာတစ်ခုသေးမှမရှိဘူးဗုဒ္ဓဘာသာနိုင်ငံနဲ့ရှစ်ဖို့တော့ကောရှင်းလားဟို AIDS ဖြစ်နေတဲ့လူအနာကြီးယောဂဖြစ်နေတဲ့လူထောက်ပံ့မဲ့လူမရှိဗုဒ္ဓဘာသာတွေမေတ္တာထားလူချင်းထောက်ပံ့လူနဲ့ဂုံလုံးတဲ့လူတွေလုံးဝပါနဲ့အပူလေးကြီးပဲ